မင်္ဂလာပါရှင်ဒီနေ့ဝတ်သားလိတ်ကြော်ပါမယ်ဝတ်သားကြိတ်သားတွေကိုစက်သွန်နေစားအနှင်းငယ်တကြားကောမှုတ်ဝတ်သားမှုတ်ဘဲငံပြရီအကြည်ထည့်ပြီးသမအောင်နေထားပါမယ်ပေါင်းဦးစကားပေါ်ပကံများတစ်ချက်တင်ပြီးပကံကိုစီသုတ်ထားပါနေထားတဲ့ဝတ်သားကိုလက်နဲ့ဆုပ်ပြီးအလုံးအရှည်ပြုလုပ်ပါစီသုတ်ထားတဲ့ပကံနဲ့ထည့်ပြီးမိနစ်40ခန့်ပေါင်းပါမယ်ရှင်ဝတ်သားပေါင်းထားတုံးကိုအချင်းဖြော့မယ်နော်ငရုတ်သီးဆော့စ်ထမင်းစားစွန်း2စွန်းပကြီးအနှစ်ထမင်းစားစွန်း2စွန်းဘဲငန့်ပြရီအချီထမင်းစားစွန်း1စွန်းတကြားထမင်းစားစွန်း1စွန်းအချို့မုတ်လက်ဖက်ရည်စွန်းတစ်ဝက်နဲ့စံအစိမ်းမုံထမင်းစားစွန်း1စွန်းကိုရေဖြော်ပြီးထည့်မွေပါမယ်မီအေးနဲ့တဲပြီးအရေးပြစ်လာရင်ဆော့စရပါပြီမိနစ်40လောက်ပေါင်းထားတဲ့ဝတ်သားလေးပါရှင်မုတ်နှစ်ဆက်ပါမယ်တမ်ပူရာအကျော်မှုန့်စံချိန်ခွက်တစ်ခွက်ဂျုံမှုန့်ထမင်းစားစွန်းတစ်စွန်းဘဲအကျက်မှုန့်ထမင်းစားစွန်းတစ်စွန်းကြက်သားမှုန့်အနည်းငယ်ကျဥတစ်လုံးတည်းကိုရေနည်းနည်းချင်းထည့်ပြီးမှွေပေးပါနိုးစီလိုအနေထားဆိုရင်ကြော်ဖို့အဆင်သင့်ဖြစ်ပါပြီရှင်ပေါင်းထားတဲ့ဝတ်သားလုံးကိုမုန့်နဲ့ရေလူပြီးစီပူတဲထည့်ကြော်ပါမယ်ရွှေဝါရောင်သားလာရင်တော့စဲထားလို့ရပါပြီအရသာရှိတဲ့ဝတ်သားလိတ်ကြော်လေးရပါပြီရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်